Hello ပဲမင်္ဂလာပါဒီနေ့ teacher က body sharing လုပ်ပေးရှင်လဲဆိုရှင် present perfect tense နဲ့ past simple tense ရဲ့အသုံးကွဲပုံလေးကို sharing လုပ်ပေးရှင်ပါတယ် present perfect tense ကသူ့ရဲ့အသုံးပြုပုံကဘယ်လိုမျိုးလဲဆိုရှင် has have plus verb 3သုံးတယ်ပေါ့နော် past simple tense ကကြတော့ verb 2 form ကိုသုံးပါတယ်ဆိုတော့သူတို့ကိုဘယ်လိုမျိုးမတူညီတဲ့အရှင်တွေမှာအသုံးပြုလဲဆိုတဲ့အကြောင်းလေးကိုဒီဟာလေးကိုသူလေးကြည့်အောင်the present perfect tense ပေါ့နော် present perfect tense something has happened is a present တဲ့ present tense ဖြစ်တယ် present tense ဆိုတော့ဒီလိုမျိုးအချိန်ဟာလေးပေါ့နော်ဒါကကျတော့ noun ပေါ့ဒါကကျတော့ noun ဆိုတာဒါ present ပေါ့ဒါကကျတော့အတိတ်ကာလရဲ့အချိန်တစ်ခုပေါ့နော် past ဒါက future ပေါ့present perfect tense လို့ပြောရလို့ရှိရင်သူကဒီ present နဲ့နီးစပ်ရာနာမှာသူကရှိနေမှာပေါ့နော်အဲ့လိုမျိုးit tells her about the situation now တဲ့အခုလက်ရှိဖြစ်နေတဲ့အရှင်တွေကိုပေါ့နော် situation ကိုပြောပြပါတယ်တဲ့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီဥပမာလေးကြည့်အောင် Tom has lost his key Tom ကတဲ့သူ့ရဲ့တော့ပျောက်သွားတယ်ပေါ့သူ့ရဲ့တော့ပျောက်သွားတယ်ဆိုလိုတဲ့သဘောက he doesn't have his key now သူ့မှာအခုတော့မရှိတော့ဘူးဆိုတဲ့အရှင်တွေကိုသိရတယ်ပေါ့နော်ဒီဟာလေးကြည့်ရှင်အဖြစ်Tom has lost his key တော့ရတယ်တော့ပြောက်သွားတယ်ဆိုမှတော့အခုသူ့မှာတော့မရှိတော့သူ့ရဲ့အရှင်တွေကဘယ်လိုဖြစ်နေလဲဆိုရင်တော့မရှိတော့ဘူးအထက်လည်းဝင်လို့မရတော့ဘူးပေါ့နော်အဲ့လိုမျိုးအရှင်တွေမျိုးကိုသူဖော်ပြပေးတယ်တဲ့ဒီ present perfect tense က past simple ကကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် past simple is something happenဆိုတော့ဖြစ်ခဲ့တဲ့အရာတစ်ခုပေါ့နော်ဖြစ်ခဲ့တဲ့အရာတစ်ခုtells her only about past ဆိုအတိတ်ကာလကိုပဲသူကပြောပြပေးတယ်ပေါ့နော်ဒီအတိတ်ကာလကိုပဲပြောပြပေးတယ် if somebody says တကယ်တော့လူတယောက်က Tom lost his key လို့ပြောမယ်ဆိုလို့ရှိရင် we don't know whether he has his key now or not ဒီလို Tom lost his key လို့ပဲပြောမယ်ဆိုလို့ရှိရင် तू ကတော့မှသူပျောက်သွားခဲ့တယ်လေလို့ပြောတယ် तू ပျောက်သွားခဲ့တယ်လေလို့ပဲပြောတာ तू ကဥမာဆိုလို့ရှိရင်မနေ့တော့ပျောက်ခဲ့တယ်ပေါ့နော်မနေ့ကပျောက်ခဲ့တော့အခုသူ့မှာလည်းတော့တွေ့နေမှာပဲမတွေ့သေးတာလည်းဖြစ်နိုင်တာပဲပေါ့ဒါပေမဲ့အဲ့ဒါကိုမသိရဘူးပေါ့နော်ဒီ past simple tense ကိုသုံးမယ်ဆိုလို့ရှိရင် we only know that he lost it at some time in the past ပေါ့နော်အတိတ်ကာလရဲ့အချိန်တခုမှပျောက်သွားတယ်ဆိုတာကိုပဲသိတယ်တဲ့ past simple tense ကိုသုံးမယ်ဆိုလို့ရှိရင်တကယ်လို့ present perfect tense ကိုသုံးမယ်ဆိုလို့ရှိရင်သူကဘယ်လိုမျိုးသိနိုင်လဲဆိုလို့ရှိရင်လက်ရှိမှာ Tom has lost his key လို့ဒါကသူ့ရဲ့တော့ပျောက်သွားတယ်ဆိုတာဒီ present perfect tense ကဒီအတိတ်ကာလကနေစလာတဲ့ behavior က present ထိဆွဲခေါ်လာတဲ့အတွက်ကြောင့်မလို့ဒီမှာမပြီးသေးဘူးပေါ့နော် unfinished ပေါ့နော်အဲ့လိုမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့သူကတော့မရှိဘူးတဲ့အဲ့လိုသိရမယ်ပေါ့နော်ဆိုတော့ဥပမာစနစ်လေးကိုတူထပ်ပြီးတော့မာလေးလာကြည့်အောင်ဥပမာဆိုရင် they have gone away တဲ့သူတို့ကအပြင်ထွက်သွားလိုက်ပြီ they will be back on Friday ဆိုလို့ရှိရင်သူတို့ကတောက်ကြနေကြပြန်လာမယ်ပေါ့နော်အဲ့ဆို they have gone away လို့ပြောတဲ့သဘောဆိုတဲ့သဘောက they are away now အရှင်တွေကဘယ်လိုမျိုးဖြစ်နေဆိုသူတို့အခုဒီမှာရှိမနေဘူးသူတို့အပြင်ကိုရောက်နေပြီပေါ့နော်သူ away ကိုရောက်သွားပြီပေါ့တခြားတနေရာကိုရောက်သွားပြီပေါ့အဲ့လိုမျိုးသဘောပေါက်ရတယ်ပေါ့နော်ကျွန်တော် present perfect tense ကိုသုံးမယ်ဆိုလို့ရှိရင်ဒီလို past simple tense သုံးမယ်ဆိုရင် they went away သူတို့ကအပြင်ကိုသွားလိုက်တယ်သွားလိုက်ပြီပေါ့But I think they're back home at now အခုသူတို့ကအိမ်မှာပြန်ရောက်နိုင်တော့ပြီပေါ့No they have gone away ဒီနေရာမှာကျတော့ they have gone away တော့မတုံးဘာဖြစ်လဲဆိုလို့ရှိရင် they went away လို့ပြောမယ်ဆိုလို့ရှိရင်အချိန်ကာလတစ်ခုပေါ့နော်ဥပမာဆိုလို့ရှိရင်အချိန်ကာလဒီလိုမျိုးလေးရှိမယ်ဒါကကျတော့ noun ဒါကကျတော့ present ပေါ့နော်ဒါကကျတော့ past ဒါကကျတော့future ပေါ့တချို့ present perfect tense ရဲ့အကြောင်းတင်တော့ဆိုလို့ရှိရင် present perfect tense ဟာဆိုလို့ရှိရင်အတိတ်ကာလကနေပြီးတော့မှသူစတင်လာတဲ့ဟာ present ထိကိုဆက်ပြီးတော့မှဖြစ်တုံးပဲ present ထိကိုတည်လာတယ်ပေါ့နော်ပြီးလို့ရှိရင်သူ future မှာပဲဆက်လည်းဖြစ်ကောင်းဖြစ်နိုင်သေးတယ်ဆိုတဲ့ action ပေါ့နော်အဲ့လိုသဘောမျိုးပေါက်သွားတယ်ပေါ့နော်they have gone away ဆိုတော့သူတို့သွားတယ်သူတို့အပြင်ကိုသွားလိုက်ပြီaction တစ်ခုကိုသူလုပ်ပြီးသွားထွက်သွားတယ်ဆိုတဲ့ action တစ်ခုကိုလုပ်ပြီးသွားပြီအခုလည်းအဲ့ action ကဒီရှိနေတော့မယ်အနာဂတ်မှာလည်းရှိနေအောင်ပါပဲအဲကြောင့်မလို့အခုသူတို့ကဗာလဲမရှိနေဘူးအိမ်မှာရှိနေဘူးပေါ့နော်အဲ့လိုမျိုးဒါပေမဲ့ past simple ခါကြတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ past ဒီနားမှာဖြစ်ပြီးသွားပြီဒီမှာအကြောင်းမဖြစ်တော့ဘူးအဲ့လိုမျိုးအဲ့တော့ they went away ဆိုတော့ အပြင်ကိုသွားခဲ့တယ်အဲ့ဒီ past ရဲ့အချိန်ကာလတစ်ခုပါပေါ့နော်ဥပမာဆို yesterday ဒါမှမဟုတ်ရှင်at 10 pm ပေါ့ဒီမှာတော့10 am ပေါ့မနေ့10နာရီတော့ပြင်သွားခဲ့တယ်ပေါ့အခုကကျတော့12နာရီလောက်ရှိနေပြီဆိုတော့တို့အိမ်မှာလည်းပြန်ရောက်နေပြီပေါ့နော်ဆိုတော့ present က12နာရီပေါ့ present က12နာရီလောက်ရှိနေပြီပေါ့နော်ဆိုလို့ရှိရင်တို့ကအခုကတို့ကဗာလဲသွားလိုက်တဲ့ action ကဒီမှာ complete ဖြစ်သွားပြီဒီမှာပြီးသွားပြီ10နာရီတည်းကသွားပြီးသွားပြီပေါ့နော်ဒါပေမဲ့အခုကျတော့သူကပြန်ရောက်လာနိုင်သေးပေါ့နော်ပြန်ရောက်လောက်ပြီပေါ့အဲ့လိုမျိုးပြောရဲပေါ့နော်သူရဲ့
ခေါင်းဆိုတဲ့ဒီ go အပြင်ကိုသွားလိုက်တဲ့ action ဆိုလို့ရှိရင်ဒီ present ထိကိုတင်မလာတော့ဘူးပေါ့နော်ဒီ past simple ကကြတော့အဲ့လိုမျိုးနားလည်လားမသိဘူးနော်နောက်တစ်ခုက it has stopped raining now တဲ့မိုးကရွာတာရပ်လိုက်ပြီတဲ့ so we didn't need the umbrella so situation ကအခုဘယ်လိုဖြစ်သွားလဲဆိုရှင်မိုးမရွာတော့ it isn't raining now it has stopped raining now ဆိုအခုမိုးကရွာလာတာဒီကနေရွာလာတယ်အခုလည်းဒီကနေရွာလာပြီးတော့မှအခုမရောက်ခင်လေးတင်မှာဖြစ်တော့လေမိုးကရက်သွားတယ်ပေါ့နော်မိုးဆဲသွားတယ်အခုလေးတင်ပြီးသွားတယ်ဆဲသွားတယ်ဆိုတော့မိုးတိတ်မိုးဆဲမိုးတိတ်သွားတယ်ပေါ့နော်အဲ့တော့မိုးကမရွာတော့အကြောင်းမလို့ထီးမလို့တော့ဘူးတဲ့နောက်တစ်ခုကကြတော့ past simple tense ကိုသုံးတဲ့ပုံကကြတော့ it stopped raining for a while but now it's raining again တဲ့ဆိုတဲ့ဘောက it stopped raining for a while ဆိုဒီအတိတ်ကာလမှာမိုးကမဖြစ်နေမရွာမိုးရွာနေတဲ့ action ကဖြစ်တယ်ရက်တန့်သွားခဲ့တယ်ပေါ့ရက်ပြီးတော့ဒီအတိတ်ကာလမှာပဲရက်ပြီးတော့ဒါပေမဲ့ခုလက်ရှိမှာကြတော့မဖြစ်တော့လဲမိုးကပြန်ရွာလာတယ်ပေါ့နော်ဆိုတော့မိုးမရွာတော့ဘူးဆိုတဲ့ action ကအတိတ်မှာပဲပြီးတော့ပြီးတော့မှဒီလက်ရှိထိကိုတင်မလာတော့ပေါ့နော်အဲ့လိုမျိုးရှိရယ်ဆိုနောက်ထပ် example တစ်ခုကြည့်လိုက်လို့ရှိရင်တော့ပို့ပြီးတော့မှနောက်ထပ်ဒီပေါ့နော်ရှင်းပြချက်တစ်ခုကြည့်ရင်ပို့ပြီးတော့မှသိတာတော့လိုက်မယ်နားလည်တော့လိုက်မယ်ဒီဟာလေးကြည့်အောင်ဒါကြတော့present ဒီကွက်ကြတော့ present perfect tense ပေါ့နော် present perfect tense ကိုကြတော့တဲ့ဘယ်လိုရှင်းနေညမှာတုံးလဲဆိုရင် we use the present perfect for a period of time that continues until now ဆိုတော့ now ပေါ့နော်လက်ရှိအချိန်ထိကိုဆက်ပြီးတော့မှဖြစ်လာတဲ့ဘာလို့ပြောရမလဲ action တစ်ခုပေါ့နော်အဲ့လိုမျိုး situation တစ်ခုကိုသုံးမဲ့ဆိုလို့ရှိရင် present perfect tense form ကိုသုံးတယ်ပေါ့နော်ဒီ present perfect tense ကိုသုံးမဲ့ဆိုလို့ရှိရင် today တို့ this week တို့ since 2010တို့အဲ့ဒါလေးတွေတွေ့ရလေးရှိတယ်ပေါ့အဲ့ဒါလေးနဲ့တွေ့သုံးလေးရှိတယ်ပေါ့နော်ဆိုတော့ဥပမာဆိုရင်ဒီဥပမာလေးကြာ I have done a lot of work today တဲ့ဒီနေ့တဲ့အလုပ်တွေတဲ့တော်တော်လေးကိုပြီးတော်တော်လေးကိုဖြစ်သွားလဲလုပ်လိုက်ရတယ်ပေါ့လုပ်လိုက်ရဆိုတော့ action တွေကသူကဒီကနေစလာတဲ့ action ပေါ့နော်အတိတ်ကနေစလာတဲ့ action ကအခုချိန်ထိလဲခုလက်ရှိထိပေါ့နော်ခုလက်ရှိ recent action ထိကိုလုပ်ခဲ့တယ်ပေါ့လုပ်ပြီးသွားပြီဒါပေမဲ့အဲ့ဒီပြီးသွားတဲ့ဟာတွေကလုံးဝပြီးသွားတာတော့မဟုတ်ဘူးအနာဂတ်မှာလည်းဆက်ပြီးတော့မှသူကသွားဖို့လည်းရှိသေးတယ်ဆိုတဲ့သဘောပေါ့နော်နောက်ထပ်ဒီ past simple ကြာ past simple ကကြတော့ I did a lot of work yesterday တဲ့မနေ့တော့တဲ့အလုပ်တွေအများကြီးလုပ်ခဲ့တယ်တဲ့မနေ့တော့လုပ်ခဲ့တာပေါ့နော်အခုကကြတော့ဘာမှမလုပ်တော့အခုကငြိမ်နေပြီဘာမှမလုပ်တော့ဒါ yesterday ဒီအတိတ်ကာလအချိန်မှာသူကအလုပ်လုပ်ခဲ့တယ်ပေါ့အဲ့တော့ past simple tense ကိုသုံးမယ်ဆိုလို့ရှိရင်လည်း we use the past simple for a finished time in the past တော့ past ရဲ့အချိန်အတိတ်ရဲ့အချိန်ကာလတစ်ခုတိတိကျကျအချိန်ပေါ့နော်ဒါကကြောင့် yesterday ဆိုလုံးဝအတိတ်ဖြစ်သွားပြီ last week ဆိုလို့ရှိရင်တော့ဒါပြီးခဲ့တဲ့အပတ်ဆိုတော့လုံးဝဒီအပတ်နဲ့မဆိုင်တော့ဘူးအဲ့လိုမျိုးပေါ့ from 2010 to 2014ဆိုလို့ရှိရင်2010 2014ထိဆိုလို့ရှိရင်အခု2026နဲ့ဘာမှမဆိုင်တော့အဲ့လိုမျိုးပေါ့နော်ဒါ since 2010ခါကြတော့ဘယ်လိုမျိုးဖြစ်လဲဆိုလို့ရှိရင်2010ကနေအခုချိန်ထိဒါလည်းသက်ဆိုင်နေတော့မယ်ပေါ့နော် this week ဆိုလို့ရှိရင်တော့ဥပမာဆိုလို့ရှိရင်ဒီတပတ်မှာဒီလိုမျိုး9ရက်ထားလိုက်ပါတော့ဒီရက်ဒီမှာလုံးနေဒီအပတ်နဲ့သူကသက်ဆိုင်နေတော့မယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး today ဆိုဒီနေ့ပေါ့ဒီနေ့အချိန်ဆိုလို့ရှိရင်သူကသက်ဆိုင်နေတော့မယ်ဒီနေ့နဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး present အခုလက်ရှိဖြစ်နေတဲ့ present နဲ့နီးနေတယ်ပြီးလို့ရှိရင်သူကမပြီးသေးဘူး action ကဆက်သွားဖို့လည်းရှိသေးတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးဆိုရှင် present perfect tense ကိုသုံးတယ်အဲ့လိုမဟုတ်ဘဲနဲ့တိကျကျအတိတ်ကာလပေါ့နော်အတိတ်ကာလအချိန်တစ်ခု yesterday တို့ last week တို့ပြီးသွားပြီပေါ့နော်ဒီပြစ္ဆုတ်ပံနဲ့သူကဘာမှမဆိုင်တော့ဘူးဆိုလို့ရှိရင်တော့ past simple ကိုသုံးပါတယ်ဆိုတော့ example sentence လေးကိုနောက်တစ်ခုဆက်ပြီးတော့မှလေ့လာကြည့်အောင်ပို့ပြီးတော့နားလည်သွားအောင်လို့It hasn't rained this week တဲ့ဒီအပတ်မှာတဲ့မိုးမရွာဘူးပေါ့နော်ဒီအပတ်တွင်းပေါ့နော်ဒီအပတ်တွင်းမှာဆိုလို့ရှိရင်တဲ့မိုးကအခုလက်ရှိကနားပေါ့ဒီမှာပေါ့မိုးကမရွာဘူးရွာတဲ့ action ကိုမလုပ်နေဘူးပေါ့နော်ပြီးလို့ရှိရင်အနာဂတ်မှာလည်းသူရွာချင်လည်းရွာမရွာချင်လည်းမရွာအောင်ဒါပေမဲ့အနာဂတ်ကိုဆက်ပြီးမှတည်သွားဖို့ရှိတယ်ပေါ့ဒီ present perfect tense ရဲ့သဘောတရားဒီ past simple tense ကကျတော့ it didn't rain last week တဲ့အရင်ပတ်တော့ကမိုးမရွာခဲ့ဘူးတဲ့ဒါကျတော့ဒါအရင်ပတ်တော့မရွာခဲ့ဘူးဆိုလို့ရှိရင်အခုကတော့ဒီပတ်ကတော့ရွာလဲရွာနေမှာပေါ့ရွာလဲမရွာနိုင်ဘူးအဲ့ဒါကျတော့မသိနိုင်ဘူးပေါ့နော်ဒါပေမဲ့တေချာတာကျတော့အရင်တစ်ပတ်မရွာခဲ့ဘူးပေါ့နော်အဲ့လိုမျိုးနောက်တစ်ခုကhave you seen Anna this morning တဲ့ဒီမနေ့နေအနာကိုတဲ့တွေ့ခဲ့လားတဲ့တွေ့ပြီလားဆို
it is still morning now အဲ့လိုမျိုးပြောချင်အဖြစ်အခုလည်းဘာဖြစ်လဲဆိုရှင် this morning လို့ပြောတဲ့အတွက်ကြောင့်မလို့ဒီအခုလည်းမနေ့ပဲရှိသေးတယ်ပေါ့နော် did you see Anna this morning လို့ပြောလို့ရှိရင်ဒီမနေ့တော့အန်နာကိုတွေ့ခဲ့လားလို့ပြောမယ်ပေါ့နော်မြန်မာစကားကကျတော့တိတ်မကွာဘူးနော်it is now afternoon အခုကျတော့တကယ်လို့ past simple ကိုသုံးမယ်ဆိုလို့ရှိရင် it is now afternoon or evening တဲ့အခုကကျတော့နေ့လယ်တော့မဟုတ်ညနေရောက်သွားပြီပေါ့နော်အဲ့လိုသဘောမျိုးတက်ရောက်သွားအင်္ဂလိပ်မှာကျတော့မြန်မာလိုဆိုဘယ်လိုဖြစ်သွားHave you seen Anna this morning ဒီမနေ့နေအန်နာကိုတွေ့သေးလားအဲ့လိုပြောမှာပေါ့နော်ဒါတွေ့သေးလားဒီမနေ့နေအန်နာကိုတွေ့သေးလားလို့မျိုးပေါ့ဒါကကျတော့ Did you see Anna this morning ဆိုနင်ဒီမနေ့အန်နာကိုတွေ့ခဲ့လားလို့ပြောလို့ရှိရင်သူကအချိန်ကနည်းနည်းဟိုလက်ရှိအချိန်နဲ့ဝေးသွားပြီပေါ့နော်ဆိုတော့လက်ရှိကဘယ်ရောက်သွားပြီလဲဆိုလို့ရှိရင်လက်ရှိက afternoon ရောက်သွားပြီပေါ့နော်ဆိုတော့ဒီလိုမျိုးpresent perfect tense ကိုသုံးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအဓိပ္ပာယ်တက်ရောက်သွားမလဲဆိုလို့ရှိရင်လက်ရှိအချိန်နဲ့ညီဆက်တုံးပဲ past simple tense ကိုသုံးမယ်ဆိုလက်ရှိအချိန်နဲ့ဝေးသွားပြီပေါ့နော်အခန်းထဲမှာဒီချတို့စာသင်မယ်ဆိုလို့ရှိရင်ဒီlegit ခန်းလေးပါလုပ်မယ်ဆိုလို့ရှိရင်ဒီ tense တွေမှန်အောင်သုံးတတ်ဖို့ပေါ့နော်အရေးအမို့ပြတဲ့စကားလုံးလေးကိုကျောင်းသားတွေမှတ်ခိုင်ထားတယ်ဘယ်လိုမျိုးစာလုံးလေးတွေဆိုလို့ရှိရင်တော့ဒီစာလုံးလေးတွေပေါ့ yesterday တို့last week တို့အဲ့လို from 2010 and 2024ပေါ့နော်ဆိုတော့ from and to တွေပေါ့နော်ပြီးလို့ရှိရင်ဒီအဓိကတော့ last နဲ့ yesterday ပေါ့အဲ့ဒီစာလုံးလေးတွေတွေ့မယ်ဆိုလို့ရှိရင် teacher တို့ကဘာနဲ့တွေ့သုံးလဲဆိုရင် past simple tense ကိုသုံးရမယ်ပေါ့ past simple tense verb to form ကိုသုံးရမယ်ပေါ့တကယ်လို့ this week တို့ since တို့နောက်ပြီးတော့ for လို့အဲ့လိုစာကလုံးတွေတွေ့မယ်ဆိုလို့ရှိရင် present perfect tense ကိုသုံးရမယ်ဆိုပြီးမှကြောင်းတာအဲ့လိုမျိုးသင်ပေးလို့ရှိရပေါ့နော် teacher တို့ကဆိုတော့နောက်ထပ် example တစ်ခုကိုဆက်ပြီးတော့မှလေ့လာကြည့်အောင်Have you seen Ben recently တဲ့။ဒီအခုတလော Ben ကိုတဲ့တွေ့သေးလားပေါ့နော်။ In the last few days or weeks. In the last few days or weeks ဆိုတော့ဒီ present နဲ့ nanny ကတ်တဲ့အချိန်လေးမှာပေါ့နော်။Ben ကိုတွေ့သေးလားလို့ပြောတာပေါ့။ဒါကကြတော့ Did you see Ben on Sunday? On Sunday ဆိုလို့ရှိရင်တော့ဒါလုံးဝဒီဟာနဲ့မဆိုင်ဒါတနင်္လာဆိုလို့ရှိရင် Sunday ဆိုအရင်ဒါကတနင်္လာဆို Sunday ကနဲ့တနင်္လာနေ့ကကျဒီတက်စီဖြစ်သွားပြီဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့နော်ဒါကကျတော့သူကဆက်နေသေးတယ်ပေါ့အဲ့လိုမျိုးအဓိပ္ပာယ်နဲ့သုံးတယ်ပေါ့နော်တချို့တော့ကျတော့နောက်ထပ် example sentence နောက်တစ်ခုထပ်ကြည့်အောင် I've been working here since 2010 I've been working ဆိုတော့ဒါကကျတော့ဟိုပါperfect မဟုတ်တော့ပေါ့နော် present perfect continuous tense ဖြစ်သွားတယ်ပေါ့နော်2010ကလေးကနေပြီးတော့မှဒီနေရာမှာငါအလုပ်လုပ်လာခဲ့တာလို့ပြောတာပေါ့2010ကလေးကလုပ်လာခဲ့တာဆိုတဲ့တဘောက I still work here နော်အခုတည်းလုပ်နေတော့မယ်2010ကစလုပ်လာခဲ့တာ2020မှာလည်းလုပ်တော့မယ်2026မှာလည်းလုပ်တော့ပဲပေါ့နော်သူ2029မှာလည်းဆက်လုပ်နေအောင်ပါပဲအဲ့လိုတဘောမျိုးသူတဘောပေါက်ရအောင်ပေါ့နော် present perfect တဲ့သုံးတာကြားလို့ရှိရင်ပေါ့နော်နောက်တစ်ခုကကျတော့ I worked here from 2010 and 2014ဆိုလို့ရှိရင်ဘယ်လိုမျိုးအဓိပ္ပာယ်ဖြစ်သွားလဲဆိုလို့ရှိရင်သူက2010ကနေ2014ထိပဲသူလုပ်ခဲ့တယ်အခုသူမလုပ်တော့ဘူးပေါ့နော်2014မှာသူအဲ့ဒီလောက်ကနေသူထွက်လိုက်တယ်မလုပ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပြီးပြတ်သွားတယ်လုံးဝပြတ်သွားတယ်လက်ရှိပစ္စုပန်နဲ့သူကမဆိုင်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင် present perfect tense ကိုသုံးမယ်ဆိုလို့ရှိရင်အဓိပ္ပာယ်ကဘယ်လိုတက်ရောက်သွားမှာလဲဆိုတော့ဒီaction ကအခုအချိန်ထိဆက်ပြီးတော့မှ continue ဖြစ်နေတော့ပဲပေါ့နော်ဆက်ပြီးတော့မှလှုပ်ဆောင်နေတော့ပဲပြီးလို့ရှိရင်အနာဂတ်ကိုလည်းဆက်သွားဖို့လည်းရှိကောင်းရှိနိုင်တယ်ရှိကောင်းရှိနိုင်သေးတယ်ပေါ့အဲ့လိုသဘောမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုအနာဂတ်ကိုသွားဖို့ဆိုတာထက်အနာဂတ်ကိုသွားဖို့ရှိကောင်းရှိနိုင်ရဲဆိုတာထက်ဒီလောက်ပေါ့လက်ရှိပစ္စုပန်ထိကိုဆက်ပြီးတော့မှတည်သွားတော့ပဲပေါ့အဲ့ action ကကြတော့ past simple ကကြတော့လုံးဝပြီးသွားပြီလက်ရှိနဲ့ဘာမှမဆိုင်တော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးသုံးပါတယ်ဒီနေ့တော့ဒီလောက်ပါပဲဒီသင်ခန်းစာအတွက်ကတော့